အားလုံးပဲမင်္ဂလာပါရှင်ဇာနီကိုတော့ channel မှာကြိုဆိုပါရစေဇာနီပေါ့နော်ဗီဒီယိုလေးတွေကိုပုံမှန်ပေါ့နော်တစ်ပတ်မှာ2ပုတ်လောက်တော့တင်ပေးသွားမယ်ပေါ့နော်စာအုပ်လေးဖတ်ပြပြီးတော့like ကတော့နေ့တိုင်းလွှင့်နေရပေါ့နော် like မှာကြလို့ရှိရင် comment ဖြေတာနဲ့ဒီစာအုပ်ဖတ်ပြနေကြတော့ဒါတိုင်းနားထောင်ကျင်တဲ့လူတွေအဆင်မပြေမှာဆိုလို့ဒီစာအုပ်လေးကိုပြန်ပြီးတော့ဖတ်ပြပေးတာပါဖတ်ပြပြီးတော့ဗီဒီယိုလေးတင်ပေးရပါတော့ဗီဒီယိုရဲ့အားသာချက်ကြတော့ comment တွေပါဖတ်စရာမလိုတော့လေဒါတိုင်းဖတ်သွားလို့ရှိရင်နားထောင်ရတဲ့လူတက်လည်းပို့ပြီးစင်ပြေရပေါ့နော်ဒါမဲ့ like လေးမှာလည်းလာပြီးနားထောင်လို့ရပါတယ်လို့အဲ့ဒါပြောတာပါရှင်အခုကတော့ပေါ့နော်ဒီရမီရဲ့ကိုယ်တိုင်ဖတ်ဖို့ပေါ့နော် like မှာလည်းဖတ်တော့ဖတ်ပြထားရဲ့ဒီစာအုပ်ကတော့အရန်ကောင်းတဲ့စာအုပ်ပေါ့နော်နားထောင်ကြည့်ပါလို့ဒီပြောလိုက်ပြစေရှင်ဒီရဲ့ channel လေးကိုlike follow subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် like follow subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါရှင်နော်ဒါလေးကိုအပိုင်းလေးနဲ့ခွဲပြီးဖတ်ပြပေးမယ်ပေါ့နော်ဒီရမီရဲ့ကိုယ်တိုင်ဖတ်ဖို့ပါပန်းဆက်လန်နဲ့တရုတ်တာကတော့အရန်ကောင်းတယ်နော်ကျမကြီးအတွက်ဒီရောအကုန်လုံးပါတယ်ပေါ့နော်ဒါသူ့ရဲ့ရှေ့ရမျက်နှာဖုံးကစာသားလေးရနော်ဘဝမှာရှင်တန်နေသမျှနေ့ရက်တိုင်းနဲ့ကိုရရှိတတ်တဲ့အမှန်ကန်ဆုံးသောအမျက်ဆိုတာပျော်ရွှင်မှုပိုင်ဆိုင်ခြင်းနဲ့အေးချမ်းမှုပိုင်ဆိုင်ခြင်းနှမျိုးသာဖြစ်ပါတယ်နေ့တစ်နေ့ကုံဆုံးသွားတိုင်းကိုဘလောက်ပျော်ရွှင်ခဲ့လဲကိုဘလောက်အေးချမ်းခဲ့လဲဆိုတာနဲ့ဘဝရဲ့အမျက်တိုက်တာနိုင်ဘဝရဲ့အမျက်ကိုတိုက်တာနိုင်ပါတယ်ဒီရမီဘယ်သူကိုမှမငဲ့ပဲတကူကောင်းလဲမဆန်နဲ့လူတိုင်းကိုဦးစားပေးပြီးတော့တဲ့ကိုလည်းမပြစ်ပဲနဲ့ self နဲ့ self neglect နှစ်မျိုးစလုံးပါတဲ့ကိုပူလောင်စေပါတယ်ကိုစိတ်ဒုက္ခကြီးဖြစ်စေပါတယ် self care ဆိုတဲ့ဘယ်သူကိုမှမထိခိုက်ပဲကိုချစ်ရှင်ဂရုစိုက်ရှင်တန်ဖိုးထားခြင်းကသာအေးချမ်းမှုနဲ့ပျော်ရွှင်မှုအတွက်တော့ချက်ဖြစ်တာမလို့ဒီနေ့ကစလို့ self care လုပ်လိုက်ကြရအောင်နဲ့ကိုချစ်တတ်ရှင်ကိုဂရုစိုက်ပေးခြင်းနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဦးစားပေးခြင်းတွေဟာတကူကောင်းဆန်ခြင်းနဲ့လုံးဝမတူညီပါဘူးတကူကောင်းဆန်နေဆိုတာသူတစ်ပါးရဲ့လိုအပ်ချက်ကိုငဲ့မတွက်ဖဲနဲ့မိမိလိုချင်တာကိုရအောင်ယူတာမိမိအဆင်ပြေစေရေးအတွက်သူတစ်ပါးကိုအဆင်မပြေဖြစ်စေတာမိမိရဲ့အလိုရမဲ့လောဘကြောင့်သူတစ်ပါးကိုဒုက္ခရောက်စေတာဖြစ်ပါတယ် self care ဟာ self နဲ့မဟုတ်ပါဘူးတဲ့ self fit နဲ့မဟုတ်ပါဘူး self care ဟာ self fit နဲ့မဟုတ်ပါဘူးပေါ့နော်သူကအရင်ကတဲ့ကိုဦးစားမပေးခဲ့တာတွေကိုအရှိန်မပေးခဲ့တာတွေကိုမနှစ်သက်ခဲ့တာတွေကိုမကောင်းမြင်မိခဲ့တာတွေကိုမယုံကြည်မိခဲ့တာတွေကိုမချစ်တတ်ခဲ့မိတာတွေကိုညှိလျူရှုခဲ့မိတာတွေကိုဥပိ္ပခာပြုခဲ့မိတာတွေကိုစွန့်ပစ်ခဲ့မိတာတွေအားလုံးအတွက်ကိုတောင်းပန်ပြီးတော့ဒီကနေ့ကစလို့တဲ့ self care လုပ်လိုက်ကြရအောင်တဲ့self care ဖို့အတွက်အချက်15ချက်ကို self care လုပ်ဖို့အတွက်ပေါ့နော်ကို view site ဖို့အတွက်အချက်15ချက်ကိုလိုက်နိုင်ရပါမယ်နံပါတ်1ကိုသူများနဲ့မနိုင်ရှင်ပါနဲ့နံပါတ်2ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ပိုင်ဆိုင်မှုတွေအပေါ်ကျေနပ်မှုရှိပါနံပါတ်3ကိုအမြဲပထမနေရာမှာပေးပါနံပါတ်4ကိုယ့်အတွက်မကောင်းဘူးဆိုရင်ပြတ်သားစွာဆွန့်လွတ်ပါနံပါတ်5ကိုအချိန်ပေးပါနံပါတ်6ကကြတော့ကိုယ့်အတွက်ငွေသုံးပါနံပါတ်9ကကြတော့အတိတ်တွေကနေပြီးတော့ရုံထွက်ပါနံပါတ်10ကကြတော့စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပါနံပါတ်9ကကြတော့ကိုလုံးမိတဲ့အမှားတွေကိုအပြစ်မတင်ပါနဲ့နံပါတ်10ကတော့ပေါ့နော်ကိုယ့်ရဲ့မပြည့်စုံမှုတွေကိုလက်ခံပေးပါနံပါတ်17ကကိုယုံကြည်ပေးပါနံပါတ်12ကနာကျင်စရာတွေကိုနာကျင်တဲ့လောက်နာကျင်ပေးပါနံပါတ်13ကမျှော်လင့်ချက်ကင်းစွာကောင်းမှုတွေလုပ်ပြီးတော့ပီတိဖြစ်ပါနံပါတ်14ကကျမ်းမာအောင်အမြဲနေထိုင်ပါနံပါတ်15ကကိုဘေးနာကလှပတဲ့အရာတွေကိုတတိမူပါတဲ့
နောက်ကောင်းစဉ်ကကျတော့နှိုင်းရှင်နာတွေကကိုအစမတန်ပင်ပန်းစေတယ်သူကတော့လှလိုက်တာကိုကတော့ရုပ်ဆိုးလို့သူကတော့ရှမ်းသာလိုက်တာကိုကတော့တနေ့လုံးမှတနေ့စားရလို့သူကတော့တော်လိုက်တာကိုကတော့ညံ့ပြင်းလို့သူကတော့အိမ်ပိုင်သွားပြီကိုကတော့အိမ်ငှားနေရလို့သူစီးပွားရေးလေးကအောင်မြင်လိုက်တာကိုကတော့ကံမကောင်းလို့သူတို့အိမ်တော်ကြီးตายရလိုက်တာကိုကတော့ကွဲလို့ပြေးလို့သူ့ဖုန်းလေးသူ့အင်ဂျီလေးသူ့နာရီလေးသူ့လက်စွပ်လေးသူ့ကားလေးသူ့အိမ်လေးသူ့မိသားစုလေးအဲ့ဒီသူဆိုတဲ့နှိုင်းရှင်မှုတွေကကိုစိတ်ပင်ပန်းစေပါတယ်အပူတွေလည်းဖြစ်စေတယ်ဒါအပြင်ကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုနဲ့ပိုင်ဆိုင်မှုတွေကိုပါဆုံးရှုံးစေပြီးတော့တကယ်ကြာရှုံးမှုတွေစီကိုဆွဲခေါ်သွားနိုင်တာကြောင့်သတိပြုပါနော်သူများနဲ့နှိုင်းရှင်နေမှရှင်ပြိုင်နေမှကိုကပိုကြိုးစားဖြစ်ပြီးတော့ပိုအောင်မြင်မှာမလို့လူတချို့ကပြောကြတယ်ဒါကိုလက်မခံချင်ပါဘူးသူတစ်ပါးနဲ့နှိုင်းရှင်မိတဲ့အခါကြိုးစားဖြစ်ဖို့နေသာအခက်မသိရင်ကိုယ့်ရဲ့ကြိုးစားလို့စိတ်ပါပျောက်ဆုံးသွားနိုင်ပါတယ်ကိုအားမလို့အာမရဖြစ်မှုတွေစိတ်ဓာတ်ကြမှုတွေကံတရားကိုယူမယ်ဖွဲ့မှုတွေဒါတွေကလည်းဖြစ်တည်လာနိုင်ပါတယ်နိုင်ရှင်ခြင်းနဲ့ရှင်ပြိုင်ခြင်းတွေဟာအောင်မြင်စေဖို့ထက်ကြာရှုံးမှုတွေကိုပိုဖြစ်စေနိုင်ပြီးတော့ကိုပူလောင်မှုတွေကိုပိုပြီးတော့လည်းပေးနိုင်ပါတယ်ဂျပန်စာရေးဆရာမကြီးဇန်စိတ်အိုကွီရဲ့ဇန်ရှိတော့စာအုပ်ထဲကနေပြီးတော့ဒီစာပိုင်လေးကိုလက်ကင်ထားသင့်ပါတယ် A flower terminal thinks of competitive to the flowers next to it. It just blown it. ပန်းလေးတစ်ပွင့်ဟာသူ့ဘေးနားကပန်းတစ်ပွင့်နဲ့အလှချင်းရှင်ပြိုင်လေးတွေမရှိပါဘူး။သူကိုယ်တိုင်သာအလှဆုံးပွင့်လန်းပါတယ်တဲ့။စူးစမ်းခြင်းမှာသူများနဲ့နှိုင်းရှင်ပြီးတော့ရှင်ပြိုင်ပြီးစူးစမ်းစရာမလိုပါဘူး။ကိုယ်တိုင်သာအစွမ်းကုန်စူးစမ်းဖို့လိုအပ်ပါတယ်။နှိုင်းရှင်ခြင်းရှင်ကိုယ့်ဘာသာကိုပဲရှင်ပါတဲ့။ရှင်ပြိုင်ခြင်းပြိုင်ကိုယ့်ဘာသာကိုပဲပြိုင်ပါဒီလိုပုံစံနဲ့စူးစမ်းခြင်းဟာတိုးတက်မှုအောင်မြင်မှုတွေဖြစ်တည်လာနိုင်တယ်လို့အေးချမ်းမှုနဲ့ပျော်ရွှင်မှုတွေကိုလည်းဘောနဲ့ရရှိနိုင်ပါတယ် Washco Institute ရဲ့အတိအမှတ်ပြု Business Coach တဦးဖြစ်သူတဲ့ Kathleen P. Manning ရဲ့စကားတစ်ခွန်းကလည်းမှတ်သားစရာပါပဲ Every minute you spent wishing you had someone's life is a minute spent wasting your သူများရဲ့ဘဝကိုလိုချင်စိတ်ကလေး10မိနစ်လောက်ဖြစ်မိတာဟာကိုဘဝတွေက10မိနစ်ကိုဖြုံးတီးဖြစ်လိုက်တာနဲ့အတူတူပါပဲကိုဟာကိုဘဝမှာပဲရှင်သန်ရမှာဖြစ်ပြီးတော့သူများဘဝကိုအားကျပြီးရှင်သန်နေဖို့မထိုက်တန်ပါဘူးကိုဘဝကိုကိုယ်တိုင်တန်ဖိုးထားတတ်ရပါမယ် Comparison is the thief of joy နိုင်ရှင်မှုဆိုတော့ပျော်ရွှင်မှုကိုခိုးယူတတ်တဲ့တကိုးဖြစ်ပါတယ်အမှန်တကယ်ပျော်ရွှင်ခြင်းနဲ့ဆိုရင်မိမိကိုယ်ကိုသူတစ်ပါးနဲ့မနိုင်ရှင်ပါနဲ့မိမိဖြစ်တည်မှုကိုသူတစ်ပါးဖြစ်တည်မှုနဲ့လည်းမနိုင်ရှင်ပါနဲ့မိမိပိုင်ဆိုင်မှုကိုသူတစ်ပါးပိုင်ဆိုင်မှုနဲ့မနိုင်ရှင်ပါနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုကြည်နပ်ပါကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုပျော်ရွှင်ပါနော်ပျော်ရွှင်မှုကိုဘာမခန့်လိုက်ပါနဲ့ငါဒီလောက်အောင်မြင်မှပျော်ရွှင်ရမယ်ငါဒီလောက်ရှမ်းသာမှပျော်ရွှင်ရမယ်ငါဒီလောက်လှပမှပျော်ရွှင်ရမယ်ငါဒီလောက်အချစ်ခံရမှပျော်ရွှင်ရမယ်ဒီလိုပျော်ရွှင်မှုတွေကိုဘောင်ခတ်လိုက်တဲ့အခါပျော်ရွှင်မှုတွေကအဆုံးအစမဲ့ဝေးကွာသားနိုင်ပါတယ်ဘာလို့လဲဆိုတော့လူတွေဟာလက်ရှိပိုင်ဆိုင်မှုကိုတစ်ချိန်တစ်ခါလောက်မကြည်မနှက်ဖြစ်မိရာကနေပြီးတော့တဘဝလုံးကြည်နက်နေနိုင်တော့မှာမဟုတ်တော့လို့ပါပဲလက်ရှိထက်ပိုကောင်းအောင်ကြိုးစားရမှာကတစ်ပိုင်းလက်ရှိအခြေအနေကိုကြည်နက်နိုင်ရမှာကတစ်ပိုင်းဖြစ်ပါတယ်ကြိုးစားနေသမျှကာလပတ်လုံးပျော်ရွှင်နေရတယ်ဆိုရင်ကြိုးစားမှုတွေဟာနှစ်ဆအရာထင်ပြီးတော့အောင်မြင်မှုတွေဟာလည်းနှစ်ဆပျော်ရွှင်မှုတွေကလည်းထပ်ပြီးနှစ်ဆပေါ့တဲ့မကောင်းဘူးလား You are only a poor person if you are not happy with what you had သင်ပိုင်ဆိုင်တဲ့အရာတွေပေါ်မှာသင်မပျော်ရွှင်နိုင်ဘူးဆိုရင်သင်ဟာတူးရဲသောသူစင်းရဲပါပဲလို့စာရေးဆရာကြီး David Marita ကပြောပူပါတယ်။စွန့်အားသူတွေနာမကျသူတွေမျက်စိမမြင်သူတွေအများကြီးဖြစ်ပါလေရှိပါလေ
ကိုကပြောနိုင်ကြားနိုင်မြင်နိုင်ရတာကိုဝမ်းသာတတ်ရပါမယ်။ကျောင်းမတက်နိုင်တဲ့သူတွေအများကြီးရှိပါလေ။ကိုဟာ10တန်းကိုအောင်မှတ်နဲ့ကက်အောင်တာကိုလည်းကြည်နဲ့တတ်ရပါမယ်။တောင်းစားရန်စားတောက်နေသူတွေအများကြီးရှိနေပါလေ။ကိုဟာအိမ်ငှားနေနိုင်တာကိုဝမ်းသာနိုင်ရပါမယ်။ဝီရှဲကိုအားပြုပြီးမှခရီးတင်သူတွေအများကြီးရှိပါလေ။ကိုဟာပတ်စကားစီးနိုင်တာကိုကြည်နဲ့နိုင်ရပါမယ်။ဘယ်တော့ပဲမပြည့်စုံနေပါစေကိုပိုင်ဆိုင်တာလေးအပေါ်ကြည်နဲ့ပျော်ရွှင်တတ်မယ်ဆိုရင်ကိုဟာရှမ်းသာတဲ့သူတူပါပဲ You should love yourself and to look inside you not beside you for your enjoy confidence and self-worth ကိုပျော်ရွှင်ရစေဖို့ကိုယုံကြည်မှုရရှိစေဖို့ကိုရဲ့တန်ဖိုးကိုမြင့်တင်နိုင်ဖို့ဘေးပတ်ဝန်းကျင်ကိုကြည်ရမှာမဟုတ်ပါဘူးဘေးစကားတွေကိုနားထောင်ရမှာလည်းမဟုတ်ပါဘူးကိုရဲ့အတွင်းစိတ်ကိုပဲကြည်ရမှာပါကိုရဲ့စိတ်ဝိညာဉ်ခေါ်ရနောက်ကိုပဲလိုက်ရမှာပါမင်းဘာဖြစ်တဲ့လဲဆိုတဲ့ဘေးကစကားထက်မင်းဘာဖြစ်ရှင်လဲဆိုတဲ့အတွင်းကစကားကိုပို့ပြီးတော့နားထောင်ပေးရပါမယ်ဒါဟာကိုအမှန်တကယ်ချစ်ချင်းဖြစ်ပါတယ်ကိုဟာကိုဘဝအတွက်ပထမဦးစားပေးပါပဲဘယ်သူနဲ့ပဲရှင်းဘယ်အရာတွေနဲ့ပဲရှင်းကိုဟာကိုအတွက်ပထမဖြစ်ရမှာမို့ကိုထက်ပိုပြီးဘယ်သူကိုမှလည်းမရှင်းနဲ့ကိုထက်ပိုပြီးတော့ဘယ်အရာကိုမှလည်းမခင်တွယ်နဲ့ကိုပျော်ရွှင်မှုကိုအမြဲဦးစားပေးဖို့လုံးဝမမေ့ပါနဲ့အဲ့တကူကောင်းဆန်တဲ့အထီလည်းမဖြစ်စေနဲ့ပေါ့ကိုလည်းပျော်ရွှင်ရမယ်သူများကိုလည်းဒုက္ခမဖြစ်စေရဘူးနော်ကိုချစ်တတ်လာပြီဆိုရင်တခြားသူတွေကိုချစ်လာအောင်လုပ်ယူနေစရာမလိုတော့ပါဘူးတခြားသူတွေကိုချစ်နေဖို့ကြိုးစားနေကြမှာမလိုတော့ဘူးကိုအချိန်ပေးတတ်လာပြီဆိုရင်တခြားသူတွေကိုအချိန်ပေးဖို့မျှော်လင့်နေစရာမလိုတော့ဘူးတခြားသူတွေကိုနဲ့အတူရှိနေပေးဖို့တောင်းဆိုနေစရာမလိုတော့ပါဘူးကိုဂီယူစိုက်တတ်လာရင်ဘယ်သူမှကိုဂီယူမစိုက်ပေးလဲမဝမ်းမနေရတော့ပါဘူးကိုတန်ဖိုးထားတတ်လာလို့ရှိရင်ဘယ်သူမှကိုတန်ဖိုးမထားပေးလဲမပူဆွေးရတော့ပါဘူးကိုကသာကိုဘဝအတွက်အကောင်းဆုံးအဖော်မွန်ဖြစ်ပါတယ်ဒါကြောင့်ကိုဘဝအတွက်ပထမနေရာမှာထိုက်တန်ပါတယ်လူတွေဟာချစ်တဲ့သူအတွက်ဆိုဦးစားပေးဖြစ်ကြပါတယ်ရှစ်သူပဲဖြစ်စေမိသားစုဝင်ပဲဖြစ်စေတငယ်ချင်းပဲဖြစ်စေကိုချစ်ရတဲ့သူတွေအတွက်ဦးစားပေးဖြစ်တာဟာဓမ္မတာပါပဲသူတို့ဘာတွေလိုအပ်နေလဲဘာတွေလိုချင်နေမလဲသူတို့ဘာတွေကြိုက်တတ်လဲဘာတွေမကြိုက်ဘူးလဲသူတို့ကိုချမ်းသာစေဖို့သူတို့စိတ်ချမ်းသာစေဖို့သူတို့ကံကောင်းစေဖို့သူတို့ပျော်ရွှင်အေးချမ်းစေဖို့ဆိုပြီးတော့နားလည်မှုတွေဂရုစိုက်မှုတွေယုံကြည်မှုတွေပေးလေးရှိပါတယ်ဒါပေမဲ့တခြားသူတွေကိုချစ်နေရင်ကိုချစ်ဖို့တော့လူတွေကမေ့နေတတ်ကြပါတယ်Loving others does not mean that you cannot love yourself တခြားသူတွေကိုချစ်နေခြင်းကကိုမချစ်ဖို့ဆိုလိုတာမျိုးမဟုတ်ပါဘူးလူဟာကိုအပြည့်အဝချစ်တတ်မှတခြားသူတွေကိုလည်းချစ်ဖို့ခွန်အားရှိနေမှာဖြစ်ပါတယ်ကိုချစ်တဲ့သူအပေါ်ပေးဆက်မှုနဲ့အနစ်နာခံမှုတွေဟာအတိုင်းအတာတစ်ခုရှိပါတယ်အတိုင်းအတာကိုကျော်လွန်သွားတဲ့အခါမှာကိုယ့်အတွက်အဆိုးတွေအများကြီးဖြစ်လာစေပါတယ်အဆိုးတွေအများကြီးဖြစ်လာတဲ့အခါချစ်ရသူတွေအပေါ်ထပ်ပြီးတော့အနစ်နာခံဖို့ပေးဆက်ဖို့မဆိုထားနဲ့ပုံမှန်လေးရှစ်ပေးဖို့ဂရုစိုက်ပေးဖို့တောင်ခက်ခဲလာတတ်ပါတယ်ဒီလိုကနေပြီးတော့ကိုယ့်ဘာသာတောင်မသိလိုက်ဘဲနဲ့ရှစ်ရသူတွေကိုလည်းစွန့်ပစ်မိတတ်ပါတယ်ရှေ့ရသူတွေဘေးကနေပြီးတော့ဖယ်ခွာမိလာတတ်ပါတယ်။ဒါကြောင့်ပေးဆက်မှုနဲ့နစ်နာခံမှုတွေဟာအတိုင်းအတာတစ်ခုရှိရမှာဖြစ်ပြီးတော့ပိုအရေးကြီးတာကကိုပထမနေရာမှာထားတတ်ဖို့ပါပဲ။ Putting yourself first does not mean you don't care about others. It means you are smart enough to know you cannot help others if you don't have yourself first.ကိုပထမဦးစားပေးခြင်းဟာတခြားသူတွေကိုဂရုမစိုက်တာမျိုးလည်းမဟုတ်ပါဘူးတကယ်တော့ကိုဦးစားပေးတယ်ဆိုတာထက်မြက်တဲ့သူတွေရဲ့အလုပ်ရမျိုးဖြစ်ပြီးတော့ကိုမကူညီနိုင်တဲ့သူဟာအများကိုကူညီနိုင်မဲ့သူမဖြစ်နိုင်ဘူးဆိုတဲ့အမှန်တရားကိုလည်းသိနားလည်ထားတာမျိုးဖြစ်ပါတယ်ကိုဦးစားပေးဖို့လုံးဝမပြတ်ကွက်ပါနဲ့
American နာမည်ကြီးဟောပြောသူစာရေးဆရာရှိနေအမျိုးသမီး Ayana Banzak ကတော့ when you are scrap yourself for the people you make them easy because they have studied from you what you need and they don't even know it လို့ပြောခဲ့ပါတယ်တခြားသူအတွက်တင့်ကိုယ်တင်ဆွလွန်အနစ်နာခံလိုက်တာဟာအဲ့ဒီလူကိုတခိုးဖြစ်စေတာနဲ့အတူတူပါပဲဘာလို့လဲဆိုတော့တင်လိုအပ်တာကိုထိုလူကခိုးယူလိုက်တာနဲ့ဆင်တူနေပြီးတော့ပိုဆိုးတာကအဲ့လိုယူမိတာကိုသူတို့ကိုယ်တိုင်ကလည်းမသိပါဘူးဆွလွန်မှုတွေအတွက်တင့်ကိုသူတို့ကကျေးဇူးတင်ပြမှာလည်းမဟုတ်ပါဘူးအတိတ်ပဲအများကြီးရှိတဲ့စကားတစ်ခွန်းဖြစ်ပါတယ်ကိုပထမဦးစားပေးတတ်အောင်ချစ်တတ်အောင်ဆွလွန်အနစ်နာခံမှုတွေအတိုင်းအတာတစ်ခုထိပဲရှိအောင်သင်ယူနိုင်ပါတယ်တကယ်တမ်းသေချာတွေးကြည့်မယ်ဆိုလို့ရှိရင်ကိုနဲ့သက်ဆုံးတိုင်းအတူရှိနေမဲ့သူဟာကိုယ်တိုင်ပဲဖြစ်ပါတယ်ဒါကြောင့်လဲကိုဟာကိုအမြဲပထမနေရာမှာပေးထားရမှာပါ Putting yourself first is not selfish is necessary ကိုပထမနေရာပေးတာဟာတကူကောင်းဆန္ဒမဟုတ်ပါဘူးကျင့်တည်လိုအပ်တဲ့အရာတစ်ခုသာဖြစ်ပါတယ်ဘယ်သူကမှကိုဘဝကိုစိုးမိုးတာရှယ်လေတာကိုမခံပါနဲ့တဲ့ရှစ်သူပဲဖြစ်စေတငယ်ချင်းပဲဖြစ်စေမိသားစုဝင်ပဲဖြစ်ဖြစ်ကိုနဲ့ကိုဘဝပေါ်စိုးမိုးရှယ်လေပိုင်ခွင့်နေမရှိပါဘူးရှစ်လုံးလို့နှုတ်နဲ့စော်ကားသမျှခံရမှာလားရှစ်လုံးလို့ကိုထိလက်ရောက်ကျူးလွန်တာခံရမှာလားရှစ်လုံးလို့လွတ်လပ်ခွင့်တွေဆုံးရှုံးခံရမှာလားရှစ်လုံးလို့ privacy တွေရှိုးဖောက်ခံရမှာလားတခုမှမခံရပါဘူးချစ်ချင်းမြတ်တာဆိုတာကိုယ့်အပေါ်အနိုင်ကျင့်တာမဟုတ်ပါဘူးကိုယ့်အပေါ်အဓမ္မပြုတာမဟုတ်ပါဘူးကိုယ့်အပေါ်အာဏာပြတာမဟုတ်ပါဘူးလူတိုင်းမတရားမှုနဲ့အဓမ္မတွေကိုမုန်းတီးကြပါတယ်ကိုယ်လည်းမုန်းတီးတတ်ရပါမယ်ချစ်တယ်ခင်နဲ့ညှနိုးတယ်ဆိုတဲ့အကြောင်းပြချက်သက်နဲ့တော့ကိုယ့်အပေါ်မတရားလုပ်တာမခံပါနဲ့မပျော်ရွှင်ရဘူးဆိုရင်ချစ်ချင်းမြတ်တာတွေဟာအတိတ်ပဲမဲ့တာမလို့ဘယ်တော့ပဲရှစ်ကိုယ့်အပေါ်မတရားတာဆိုရင်ရှစ်ရှင်တုံ့ပြန်ပါကိုကသာကိုယ့်အတွက်ပထမဖြစ်ပါတယ်ကိုယ့်အပေါ်မကောင်းတဲ့အရာတွေမကောင်းတဲ့သူတွေကိုဆွန့်လွတ်ရှင်တန်တဲ့အခါဆွန့်လွတ်နိုင်ရပါမယ်ဆွန့်လွတ်တဲ့တာတွေဆွန့်လွတ်လိုက်တဲ့အခါဘဝဟာပုတ်ပါသွားပြီးတော့ပျော်ရွှင်မှုတွေပြည့်လာပါလိမ့်မယ်ပစ္စည်းတစ်ခုကမကောင်းတော့ဘူးလားပြက်နေပြီလားဒါဆိုရင်တော့လွှင့်ပြရပါမယ်ပန်းလေးတစ်ဝင်းကညှိုးသွားပြီလားဒါဆိုရင်တော့စွန့်ပြရပါမယ်မလိုအပ်တာတွေကိုတင်ထားမယ်ဆိုရင်အမိုက်ပွားတာပဲအဖက်တင်ပါပဲဒီသဘောပါပဲစွန့်လွတ်ရမှာတွေကိုမစွန့်လွတ်ဖြစ်ဘူးဆိုရင်ကိုယ့်ဘဝထဲမှာအစိတ်အတောက်တွေဖြစ်လာပါမယ်မစွန့်လွတ်သေးပျော်ရွှင်မှုနဲ့အေးချမ်းမှုတွေကညော့နေလာပြီးတော့စိတ်ပင်ပန်းမှုနဲ့ပူလောင်မှုတွေများပြားလာပါမယ်တရှိန်မှာပျော်ရွှင်အေးချမ်းမှုက 0% ပင်မပူလောင်မှုက 100% ဖြစ်လာပြီးတော့ဘဝရဲ့အရှုံးသမားသက်ဖြစ်ရမှာမို့လို့အချိန်မနှောင်းခင်ကိုယ့်ဘက်ကဆွန့်လွတ်စရာရှိတာတွေကိုပြတ်သားစွာဆွန့်လွတ်ပါကိုချစ်ရတဲ့သူကိုချစ်ရတဲ့ရှစ်သူကိုချစ်ရတဲ့တငယ်ချင်းကကိုယ့်အပေါ်မကောင်းတော့ဘူးဆိုရင်ကိုကိုနောက်ကျောဓာတ်နဲ့ထိုးတယ်ဆိုရင်ကိုမြတ်တာတွေကိုလည်းလိန်ညာယူခဲ့တာဆိုရင်ဝမ်းနဲ့ကြည်ခွေရမှာအမှန်ပါပဲခဏတော့ဝမ်းနဲ့လေးပါချစ်ဆက်ကိုဟာပျော်ရွှင်ဖို့ထိုက်တန်တာမို့ဒီ၃ချက်ကိုလုပ်ရပါမယ်လက်တောက်စစ်ပြီးပဲကိုအစိတ်တင်စေတဲ့သူကိုချက်ချင်းပဲဆွန့်လွတ်ပါနံပါတ်2ကကြတော့ shame for the better ပိုကောင်းဖို့အတွက်ပြောင်းလဲစရာတွေကိုလည်းပြောင်းလဲပါနံပါတ်3ကကြတော့ love yourself to success ကိုပိုချစ်ပြီးတော့ပိုမိုအောင်မြင်စေပါ Toxic people will not be shamed by the academy of your community. Yes, begin best move on safety and live life be their educator. ဒီစကားလေးကတော့ New York Times ရဲ့နံပါတ်1ရောင်အကောင်းဆုံးစာရေးဆရာတဦးဖြစ်တဲ့ Brandon Burchard ကပြောခဲ့ပါတယ်။ကိုယ့်အပေါ်မကောင်းတဲ့သူဆိုတာကိုယ့်ရဲ့ကျင်နာမှုအကာရိတ်ကြောင့်ပြောင်းလဲပြီးတော့ကောင်းမွန်လာမှာမဟုတ်ပါဘူးဒီလိုဆိုတိုင်းလဲကိုယ့်ရဲ့ကျင်နာမှုဖြည့်ဆည်းရမှာလည်းမဟုတ်ပါဘူးကျင်နာတတ်တဲ့စိတ်ကလေးဆက်လက်တည်ရှိနေရင်ကိုယ့်အပေါ်မကောင်းတဲ့သူတွေစီကနေပြီးအဝေးဆုံးကိုဖယ်ခွာပါဘဝကသူတို့ကိုသင်ခန်းစာတွေကောင်းကောင်းပေးပါလိမ့်မယ်
ကိုယ့်အပေါ်မကောင်းတဲ့သူကိုခွင့်လွှတ်ရှင်တပါဆိုရင်တစ်ချိန်တစ်ခါတော့ခွင့်လွှတ်ပါအခွင့်အရေးပေးခြင်းနဲ့ဆိုရင်ဒုတိယအခွင့်အရေးပေးပါဒီထက်ပိုပြီးတော့ခွင့်လွှတ်စရာတတိယအခွင့်အရေးပေးစရာတော့မလိုပါဘူးကိုယ့်ဘက်ကခွင့်လွှတ်လဲအခွင့်အရေးပေးလဲကိုယ့်အပေါ်မကောင်းမြင်မကောင်းတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီအခါကျပြတ်သားစွာဆွန့်လွတ်နိုင်ပါစေနော်ကိုယ့်ကိုမချစ်တော့တဲ့သူကိုယ့်ကိုမချစ်နိုင်တဲ့သူတွေကိုလည်းဆွန့်လွတ်ဖို့လိုအပ်ပါတယ်လက်ရှိချစ်သူကကိုယ့်အပေါ်အချစ်တွေကုန်ခန်းသွားပြီလားကိုယ့်မမြင်ကြရမှာဖောက်ပြန်နေပြီလားကိုယ့်ကိုစွန့်ခွာပြီးတော့တခြားတစ်ယောက်နဲ့အတူရှိနေပြီလားဒီလိုကိုယ့်ကိုမချစ်တော့ဘူးဆိုတဲ့လူတစ်ယောက်ကိုကိုကလည်းစွန့်လွတ်နိုင်ရပါမယ်နာကျင်မှုကိုရအောင်ကြော်ဖြတ်ပြီးတော့သူ့ကိုဥပိ္ပခာပြုနိုင်ရပါမယ်အလားတူပဲကိုချစ်ရတဲ့သူကကိုယ့်အချစ်ကိုမြင်ဆန်လိုက်တာလားကိုယ့်ကိုစိတ်ကူးတဲ့တောင်မထဲ့တဲ့သူလားကိုမဟုတ်တဲ့တခြားသူနဲ့ရှစ်သူတွေဖြစ်နေပြီလားဒီလိုကိုယ့်ကိုမချစ်နိုင်တဲ့လူတစ်ယောက်ကိုလည်းစွန့်လွတ်နိုင်ရပါမယ်သူ့ကိုမေ့နိုင်ရပါမယ်မရှစ်သူမနှစ်သက်သူတွေကိုဆက်ရှစ်နေမယ်ဆိုတာအတိတ်ပဲမရှိပါဘူးအချစ်ဟာအသွားအပြန်ရှိရပါမယ်အသွားပြန်မရှိဘူးဆိုရင်ဒါဟာအချစ်စစ်မဟုတ်ဘဲနဲ့ဝတ်တာဖြစ်ပါတယ်တငယ်ချင်းအတူရောင်တွေကိုလည်းစွန့်လို့ရပါမယ်သူလိုချင်တဲ့အချိန်ဆိုရင်ကိုကိုအသေးအတန်ဆက်သွယ်တတ်ပြီးတော့ကိုလိုတဲ့အချိန်သူ့စီဆွတ်သွယ်လို့မရနိုင်တဲ့တငယ်ချင်းမျိုးကိုဆိုရင်ကိုညီဖို့ရှောင်နေတတ်ပြီးတော့ကိုကသူလိုတဲ့အကူအညီမပေးနိုင်တဲ့အခါစိတ်ဆိုးတဲ့တငယ်ချင်းမျိုးကိုအပေါ်ဘယ်တော့မှပွင့်လင်းမှုမရှိတဲ့တငယ်ချင်းမျိုးကိုအတင်းတွေကိုသူများထံပြောတတ်တဲ့တငယ်ချင်းမျိုးကိုမကောင်းကြောင်းကြားရင်ကာကွယ်မှုမပေးတဲ့အပြင်ကိုပါမယုံကြည်နဲ့ချက်ချင်းအထင်လွတ်တတ်တဲ့တငယ်ချင်းမျိုးကိုကြရှုံးတဲ့အခါအားပေးတဲ့ရောင်နဲ့ကြိတ်ကြေနဲ့နေတဲ့တငယ်ချင်းမျိုးနံပါတ်9ကိုအောင်မြင်တဲ့အခါဟန်ဆောင်ပြီးတောင်မပျော်ရွှင်ပေးနိုင်တဲ့မနာလိုမှုကြီးတဲ့တငယ်ချင်းမျိုးနံပါတ်10ကိုအမားတွေဆိုရင်ပြင်ဆင်နိုင်အောင်အကြံမပေးဘဲနဲ့မကောင်းတဲ့ဘက်ကနေပြီးထက်ခါအပြစ်တင်တတ်တဲ့တငယ်ချင်းမျိုးနံပါတ်9ကိုမကောင်းတာလုပ်နေရင်မတားပဲစိုးဆုံးမှတားတာမျိုးမရှိပဲအလိုလိုက်လို့မြောက်ပေးလိုက်အလိုလိုက်လို့အလိုလိုက်မြောက်ပေးလိုက်နဲ့ကြောက်သေးတွန်းရှားတဲ့တငယ်ချင်းမျိုးကိုဘယ်တော့မှဦးစားမပေးနိုင်တဲ့တငယ်ချင်းမျိုးအမြဲလိုဂရိတွေဖြတ်လေရှိပြီးတော့တချို့ကိစ္စတွေမှာကိုဒုက္ခရောက်သွားသည့်တိုင်မတောင်းမှန်မဲ့စင်ကြေတွေပေးပြီးဂယုမဆိုင်မြဲမဆိုင်တဲ့တငယ်ချင်းမျိုးဒီလိုတကူကောင်းဆန်အတ္တကြီးပြီးမနာလိုမှုများတဲ့တငယ်ချင်းအတူရောင်တွေနဲ့အတူရှိနေသေးတယ်ဆိုရင်ကိုယ်စီမှာ negative effect တွေပဲဖြစ်နေပါလိမ့်မယ်အဖက်ဖက်မှာဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ် healthy friendship မရှိတဲ့အတွက်ပျော်ရွှင်အေးချမ်းမှုတွေဆုံးရှုံးရပါလိမ့်မယ်ဒါကြောင့်ကိုယ်တငယ်ချင်းဟာကိုယ့်အပေါ်တကယ်မကောင်းဘူးစိတ်ရင်းမမှန်ဘူးဆိုတာသိလိုက်တာနဲ့အချိန်မဆွဲပဲချက်ချင်းစွန့်လွတ်ပါနော်ဘဝမှာတငယ်ချင်းတွေအများကြီးရှိဖို့မလိုအပ်ပါဘူး friend quality ထက် friend quantity ကပိုပြီးတော့အရေးကြီးပါတယ်ကိုယ့်အပေါ်မကောင်းတဲ့ fake friend 10ယောက်ထဲကိုယ့်အပေါ်တကယ်ကောင်းတဲ့ true friend တစ်ယောက်ကပျော်ရွှင်အေးချမ်းမှုအစစ်ကိုပေးစွမ်းနိုင်ပါတယ် true friend ဆိုတာကိုယ်ဝမ်းနဲ့ကြေခွဲတိုင်းမှာခိုလုံရာရင်ခွင်ကိုယ်စိတ်ပင်ပန်းတိုင်းမှာရင်ဖွင့်ရာနေရာကိုဒုက္ခရောက်တိုင်းမှာကူညီရာဌာနကိုပျော်ရွှင်စရာကြုံတိုင်းမှာအတိပေးရာဒေတာကိုအောင်မြင်တိုင်းမှာဝေမျှရာအရက်ပျော်ရွှင်စရာဆိုလဲအတူစိတ်ညစ်စရာဆိုလဲအတူမျှဝေခံစားခြင်းများစွာယုံကြည်နားလည်မှုများစွာအသွားပြန်ရှိပြီးတော့မကုန်ခန်းနိုင်တဲ့မေတ္တာတို့နဲ့တိဆောက်ထားတဲ့ healthy relationship ဖြစ်ပါတယ်ဘဝမှာဒီလိုတငယ်ချင်းမျိုးတယောက်သာလိုပါတယ်အတူရောင်တငယ်ချင်းတွေအများကြီးထားပြီးတော့စိတ်မပင်ပန်းပြားစေနဲ့ A true friend is someone who thinks that you are good at even though he knows that you are slightly crooked နာမည်ကြီးရေဒီယိုတင်ဆက်သူ Rankas Medasa ကပြောခဲ့ပါတယ်တကယ်တကယ်ချင်းကောင်းဆိုတာကိုကအကွဲရလေးရှိနေတဲ့ကြက်ဥတစ်လုံးဆိုရင်တောင်သူကအကောင်းတိုင်းရှိနေတဲ့ကြက်ဥလိုပဲမြင်နေမှာဖြစ်ပါတယ်ဆိုလိုချင်တာက true friend ဟာကိုယ်မှာအားနည်းချက်တွေရှိတဲ့အခါအားနည်းချက်တွေကိုအတူတူစိုက်ပေးရင်နဲ့သတိပြုပေးရင်အားနည်းချက်နည်းလာတဲ့သူဖြစ်အောင်ဖေးမကူညီတတ်ပါတယ်
အမားတွေလုံးပြီးတဲ့အခါမှာလည်းအပြစ်မတင်မဲအမှန်တွေဖြစ်အောင်ပြုပြင်ပေးရင်ဆုံးမပေးရင်အမြဲတူတူရှိနေပေးတဲ့သူဖြစ်ပါတယ်ကိုအားနေနေတဲ့သူတယောက်အမားတွေနဲ့လူတယောက်လို့ဘယ်တော့မှမမြင်မဲနဲ့အတူတူတွဲနေရင်အားနေချက်ကင်းသူအမားကင်းသူဖြစ်လာအောင်စွမ်းဆောင်နိုင်တဲ့သူဖြစ်ပါတယ်အားနေချက်တွေကိုလှောင်တတ်တဲ့အမားတွေအပေါ်အပြစ်သားတင်တတ်တဲ့ fake friend တွေကိုတော့ပြတ်သားစွာဆွန့်လွတ်ပါနော်ဆွန့်လွတ်ရမယ့်အရာတွေကိုမဆွန့်လွတ်ခြင်းရဲ့နောက်ဆက်တွဲမှာအခွင့်အရေးများဆုံးရှုံးခြင်းဆိုတာပါဝင်ပါတယ်ကိုကဝန်ထမ်းတဦးဆိုပါစို့လက်ရှိအလုပ်ခွင်ထဲမှာအဆင်မပြေဘူးလားတိုးတက်အောင်မြင်ဖို့လမ်းမမြင်ဘူးလားအလုပ်ကကိုယ့်ရဲ့ဝါသနာနဲ့မကိုက်ညီဘူးလားကိုယ့်ရဲ့စွမ်းရည်တွေနဲ့အမဝင်ဘူးလားလက်ရှိကိုနဲ့အဆင်ပြေမဲ့အလုပ်ခွင်တစ်လည်းရှိနေပြီလားဒါဆိုရင်အဲ့ဒီအလုပ်ခွင်ကိုဆွန့်လွတ်နိုင်ရပါမယ်ဒါလေးကငါရဲ့ပထမအဆုံးအလုပ်ခွင်လေးလို့မထွက်ရဘူးဒီအလုပ်ကငါကဘယ်နှစ်တောင်လုပ်ထားရလို့မထွက်ရှင်ဘူးဆိုပြီးတော့မကောင်းတဲ့အလုပ်ခွင်မှာကြိတ်မိတ်နေတဲ့သူတွေရှိပါတယ်အဲ့ဒီအခါအလုပ်ခွင်အစ်မှာအလုပ်လုပ်ခွင့်မရတော့တာနှုတ်ထွက်ဖို့အခွင့်မတင်တော့တာအသက်အရွယ်အပြင်အလုပ်ပြောင်းဖို့အဆင်မပြေတော့တာစသဖြင့်အခွင့်အရေးတွေဟာဆုံးရှုံးသွားပါလိမ့်မယ်ဒီလိုနဲ့မကောင်းတဲ့အလုပ်ခွင်ထဲမှာပဲစုပ်စူးစားလဲယူဘဝနဲ့မပျော်ရွှင်စွာအလုပ်လုပ်ကင်သွားရပြီးတော့အောင်မြင်မှုတွေနဲ့အလှမ်းများကြီးဝေးသွားရပါလိမ့်မယ်အမှုချင်းတစ်ခုဟာကိုယ့်အတွက်မကောင်းမှုဆိုတာသိတာနဲ့အဲ့ဒီအမှုချင်းကိုလည်းစွန့်လွတ်နိုင်ရပါမယ်ငါကြိုက်လို့ငါလုပ်တာပျော်စရာကောင်းတယ်လို့ထင်ကောင်းထင်ကြမှာပါဒါပေမဲ့ယာယီပျော်စရာဖြစ်နေပြီးတော့အဲ့ဒီနောက်မှာထာဝရစိတ်ဆင်းရဲမှုကကပ်ပါနေမှာကိုတော့တတိမမူမိကြပါဘူးဥပမာကို့မှာအဆုတ်ယောဂတစ်ခုခုရှိတယ်ဆိုပါစို့ဆက်လက်တောက်တာလဲကြိုက်တယ်ယောဂအရှိနေရဆရာဝန်ကလည်းဆက်လက်မတောက်ဖို့တားထားတယ်ဆိုရင်ဘာဆက်လုပ်မလဲယောဂကိုကြောက်ရင်တော့ဆက်လက်ကိုဖြတ်ရဲရမှာပေါ့ဒီလိုမဟုတ်ဘဲကိုကြိုက်တာကိုတောက်မယ်သေကာမှသေပါစေဆိုပြီးတော့ဆက်လက်ကိုဆက်တောက်နေမယ်ဆိုရင်အဆုတ်ယောဂကပို့ပြီးတော့ဆိုလာမှာပေါ့အစာပိုင်းမှာတော့ဆက်လက်တောက်ရလို့ပျော်ကောင်းပျော်ရပါလိမ့်မယ်ဒီလိုကနေပြီးတော့ချောင်းဆိုးတာပြင်းထန်လာမယ်နေထိုင်မရတဲ့အထိချောင်းဆိုးလာမယ်ချောင်းဆိုးတဲ့အထွဲသွေးတွေလည်းပါလာမယ်အဆုတ်ရောင်ယောဂ TB ယောဂတွေလည်းဖြစ်လာမယ်အဆုတ်ကင်ဆာအထိလည်းဖြစ်လာနိုင်တယ်ဆေးရုံတွေတွေ့ရမယ်လူမမာလုံးလုံးဖြစ်မယ်ငွေရောလူပါပင်မမယ်စိတ်ရောကိုယ်ပါဆင်းရဲမယ်ဖြုတ်ခနဲ့တည်သွားမှမျိုးမဟုတ်ဘဲနဲ့ယောဂရဲ့နှိမ့်ဆက်မှုကိုနှစ်နဲ့ချီခံစားရအောင်ပါနောက်ဆက်တွဲတွေမှာပျော်စရာကောင်းသေးရဲ့လားဒါကြောင့်ကိုယ့်အတွက်မကောင်းဘူးဆိုရင်ဘယ်လောက်ကြိုက်တဲ့အမှုချင်းဖြစ်ဖြစ်စွန့်လွတ်နိုင်ရပါမယ်စွန့်လွတ်တဲ့တခဏမှာတော့စိတ်ပင်ပန်းကောင်းပင်ပန်းပါလိမ့်မယ်ဒါပေမဲ့ရေရှည်မှာတော့ပျော်ရွှင်မှုကိုရရှိပါလိမ့်မယ်အမှုချင်းစိုးတွေကိုအခုကစပြီးတော့စွန့်လွတ်ကြည့်ပါနော်ကမ္ဘာထိပ်တန်းဆိုရှယ်မီဒီယာအင်ဖလူအန်ဆာနဲ့စာရေးဆရာကြီးဖြစ်တဲ့အသက်52နှစ်အရွယ် BNHMCK ဟာအကျင့်ဆိုးတွေကိုထာဝရဖျက်ပစ်နိုင်တဲ့လျှို့ဝှက်ချက်တစ်ခုကိုပေးခဲ့ပါတယ်။မကောင်းတဲ့အကျင့်တွေကိုအပြီးပြည့်ပြည့်စေတဲ့လျှို့ဝှက်ချက်လေးကတော့အကျင့်ထက်ပိုပြီးတော့ချစ်ရမယ့်အရာတစ်ခုရှိသွားတာပါပဲ။အလုတ်ကိုချစ်သွားတဲ့အခါအိယာထနောက်ကျတဲ့အကျင့်ကိုဖျောက်နိုင်ပါတယ်။ဒါဟာအလုတ်ကပေးမဲ့အပြစ်ဒဏ်ကိုကြောက်လို့အလုတ်ကိုအထိခိုက်မခံနိုင်လို့အလုတ်ထွက်ရမှကြောက်လို့ဖြစ်ပြီးတော့အဲ့လိုဖြစ်နေကြကြတဲ့ကအလုတ်ကိုချစ်တာလို့ပြောနိုင်ပါတယ်။အစားမစင်ကျင်လို့တေလူမျောပါဖြစ်ပြီးတော့ဆေးရုံတက်လိုက်ရပြီးတော့နောက်ပိုင်းကျန်းမာစေမဲ့အစားအစာတွေကိုမျှမျှတတစားဖြစ်သွားတယ်ဆိုရင်ဒါဟာကျန်းမာရေးကိုပိုချစ်သွားလို့အစားကျူးတဲ့အကျင့်ဆိုးကိုဖျောက်နိုင်သွားတာဖြစ်ပါတယ်။အပျော်ပါမဲ့ပြီးတော့စားသေးချာမလုပ်လို့တခါစာမွေးဝဲကျသွားပြီးနောက်ပိုင်းအပျော်အပါလျှော်စားသေးချာလုပ်ဖြစ်သွားတယ်ဆိုရင်ဒါဟာကိုယ့်ရဲ့ပညာရေးကိုချစ်တတ်သွားလို့ပဲဖြစ်ပါတယ်။ရှစ်သူကတားလို့ဆက်လက်ဖြတ်တဲ့ကောင်လေးတွေဆိုရင်သူတို့ရဲ့ရှစ်သူအပေါ်ထားတဲ့အရှစ်ကသူတို့အရန်ကြိုက်တဲ့စစ်လိတ်ထက်တောင်ပိုပြီးတော့ကြီးကျယ်မြင့်မြတ်သွားလို့ပါရှစ်သူနဲ့စစ်လိတ်မှာရှစ်သူကိုရွေးချယ်တဲ့သဘောပေါ့အလားတူပဲမိဘကိုချစ်လို့သားသမီးကိုချစ်လို့အကျင့်ဆိုးဖျောက်နိုင်တဲ့သူတွေအများကြီးရှိပါတယ်
အချစ်ဟာအကျင့်ဆိုးတွေကိုဖျက်ဆီးနိုင်တာမှန်တဲ့အတွက်ဒီနေ့ကစပြီးတော့ကိုယ်မှာရှိတဲ့အကျင့်ဆိုးတွေကိုဖျောက်ဖို့ကိုချစ်မဲ့အရာတွေကိုစတင်ရှာဖွေကြည့်ကြပါစို့လောကကြီးမှာရှိတဲ့လူတိုင်းအတွက်အရှိန်နဲ့ငွေဟာတိတ်တန်ဖို့ရှိပါတယ်အရှိန်ဟာကုန်ဆုံးပြီးရင်ပြန်မရနိုင်တဲ့လောကကြီးတွေကတန်ဖိုးချီဆုံးအရာတစ်ခုဖြစ်သလိုငွေဟာလည်းဒုတိယဘုရားသခင်လို့ခေါ်ရလာအောင်လောကကြီးတွေကပြဿနာတော်တော်များများကိုဖြေရှင်းနိုင်စွမ်းရှိပါတယ်ဒီလိုတန်ဖိုးကြီးတဲ့အချိန်တွေငွေတွေကိုကိုယ့်အတွက်သုံးဖြစ်ရဲ့လားဒီတစ်ချက်ကတော့သေချာပြန်စဉ်းစားကြည့်ပါဦးအချိန်ဆိုတာဘဝပါပဲအချိန်တွေကုန်ဆုံးနေခြင်းဟာဘဝတစ်ခုကုန်ဆုံးနေခြင်းမှာကိုယ့်ရဲ့ဘဝကိုဘယ်သူတွေအတွက်ဘယ်အရာတွေအတွက်ကုန်ဆုံးနေဖြစ်လဲကိုအချိန်ပေးပြရဲ့လားကိုယ့်အတွက်ကိုယ့်ဘဝကိုကုန်ဆုံးဖြစ်ရဲ့လားကိုအတွက်မဟုတ်ဘဲနဲ့ဘဝတစ်ခုကုန်ဆုံးသွားခဲ့မယ်ဆိုရင်ရှင်သန်နေခြင်းဟာအတိတ်ပဲမဲ့သွားမှာမလို့ကျေးဇူးပြု၍ကိုအချိန်ပေးပါYour time is limited, so don't waste is living someone else's life. ဒီစကားလေးကတော့အပေရဲ့ပက်ကန်ရှင်တူဖြစ်တဲ့တော်တော်များများလဲသိကြတဲ့ Steve Jobs ကဖြစ်ပါတယ်။အချိန်တွေဟာအကန့်အသတ်ရှိတာမလို့တခြားသူတယောက်ရဲ့ဘဝထဲမှာနေပြီးတော့ကိုယ့်အချိန်တွေကိုမဖြုံးတိပစ်လိုက်ပါနဲ့။မဖြုံးတီးပစ်လိုက်ပါနဲ့။ချစ်ချင်းမြတ်တာကိုခံစားနိုင်တဲ့လူတယောက်ဆိုတာကိုချစ်ရသူကိုချစ်တယ်လို့ကိုလည်းချစ်တတ်ပါတယ်။ရှိရသူကိုချစ်နေရင်ကိုဘဝအတွက်လှုပ်ရှားရှိရာတွေကိုလှုပ်တာမျိုးရှိရသူနဲ့နီးစပ်ဖို့ကိုကြိုးစားရင်ကိုအိမ်မက်တွေကိုအကောင့်တွေဖော်တာမျိုးရှိရသူတဲ့တက်ဆန်းသမျှဖေးမှရင်ကိုအတွက်လည်းထောက်ပံ့တာမျိုးရှိရသူလိုအပ်တာတွေကိုပေးစွမ်းရင်ကိုလိုအပ်သမျှကိုလည်းဖြည့်ဆည်းတာမျိုးဖြစ်ပါတယ်တကယ်ချစ်တဲ့သူဟာချစ်ရသူဘဝကိုလည်းအကောင်းဆုံးဖြစ်စေတယ်လို့ကိုဘဝကိုလည်းအကောင်းဆုံးဖြစ်စေပါတယ်နှစ်ယောက်ပေါင်းရင်အကောင်းတွေဖြစ်ဒီမှာသာအချစ်စစ်လို့ခေါ်တွင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ရှိရသူကိုလည်းချစ်ပါကိုလည်းချစ်ပါလူတယောက်ကိုချစ်တာနဲ့တခြားသူဘဝထဲမှာနေထိုင်တာကမတူညီပါဘူးလူတယောက်ကိုချစ်ရင်ကိုမချစ်မိတဲ့အခါကိုဟာကိုဘဝထဲမှာမနေထိုင်ဘဲနဲ့တခြားသူဘဝထဲမှာနေထိုင်တာမျိုးတွေဖြစ်သွားပါလိမ့်မယ်တခြားသူဘဝထဲနေထိုင်မိတဲ့သူဟာကိုယ့်ရဲ့အိမ်မက်တွေနောက်မလိုက်တော့ပဲကိုယ့်ရဲ့ဘဝအတွက်အရေးကြီးတာတွေမလုပ်တော့ဘဲနဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုမလိုချင်တော့ပဲတခြားသူရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးရင်တခြားသူရဲ့ဘဝအတွက်ကိုကအလုပ်လုပ်ပေးရင်နဲ့တခြားသူရဲ့အောင်မြင်မှုတွေအတွက်ဖြည့်ဆည်းပေးရင်တခြားသူဘဝ 100% အထိပြည့်စုံအောင်ကိုဘဝက 0% အထိစုပ်ပြတ်အောင်ပြုလုပ်လေးရှိပါတယ်မမေ့ပါနဲ့ကိုမချစ်တတ်ဘဲတခြားသူကိုလိုတာတဲ့ချစ်တာဟာအချစ်စစ်လုံးဝမဟုတ်ပါဘူးတနည်း12လ52ပတ်365ရဲ့6960နာရီ9နှစ်933လုံးမိနစ်3153633လုံးစက္ကန့်အဲ့ဒီအထဲကတစ်စက္ကန့်တောင်မှတခြားသူရဲ့ဘဝထဲမှာမနေမိပါစေနဲ့အချစ်ဆိုတာအချိန်တိုင်းကိုချစ်ရတဲ့သူနဲ့အတူတူကုံဆုံးရတာမျိုးဖြစ်ပါတယ်အတူနေရတာမျိုးမဟုတ်သည့်တိုင်ဒီဘက်မှာကိုပျော်ရွှင်ရတယ်လို့ဟိုဘက်မှာလည်းသူလည်းပျော်ရွှင်ရတာမျိုးဒီဘက်ကကိုပြဿနာကိုသူကကူညီရင်ဟိုဘက်ကသူပြဿနာကိုကိုကကူညီရတာမျိုးဒီဘက်မှာကိုသစ္စာရှိစွာမေတ္တာမှန်နဲ့ရှိတယ်လို့ဟိုဘက်မှာသူသစ္စာကြီးစွာမေတ္တာစစ်နဲ့ရှိတာမျိုးပေါ့ရှိတာနဲ့တခြားသူရဲ့ဘဝထဲမှာနေထိုင်တာဟာလုံးဝကွဲပြားပါတယ်တနေ့ငွေကြေးအတွက်မနာမနေရုန်းကန်နေရတာလားဂုံတိတ်ခါအတွက်မအားမလတ်စူးစမ်းနေရတာလားစူးစမ်းခြင်းတိုင်းဟာကိုဘဝအတွက်အမျက်ကျန်တာမှန်ပါတယ်အောင်မြင်ခြင်းအတွက်ကြွယ်ဝခြင်းအမျက်ဩဇာညောင်းခြင်းအမျက်တွေပေါ့ဒါပေမဲ့ပျော်ရွှင်ခြင်းအမျက်ရောကြံမလားနေတိုင်းပင်ပန်းရတယ်စိတ်ဖိစီးရတယ်ပူလောင်ရတယ်ကြမ်းတမ်းရတယ်ရင့်တီးရတယ်ဒေါသကြီးရတယ်လောဘကြီးရတယ်မောဟကြီးရတယ်ဆိုရင်ဘယ်တော့ပဲအောင်မြင်ချမ်းသာဩဇာကြီးနေပါစေမပျော်ရွှင်ရဘူးဆိုရင်မအေးချမ်းရဘူးဆိုရင်လောကကြီးမှာနေထိုင်ရတာဟာဘယ်တန်မှမလဲဒါကြောင့်ကြိုးစားတာကကြိုးစားပါသို့ပေမဲ့ကိုအချိန်ပေးပါအပူကင်းအောင်နေပါအေးချမ်းအောင်နေပါလောဘဒေါသမောဟတွေကိုဖယ်ခွာပါပျော်ရွှင်မှုအမျက်ကြံပါစေနော်တနေ့မှာတနာရီလောက်ပဲကိုအချိန်ပေးကြည့်ကြရအောင်အဲ့ဒီတနာရီလေးမှာအလုပ်တွေတာဝန်တွေကိုအကုန်ရပ်ထားပါ
သောကတွေအပူတွေစိတ်ညစ်စရာတွေကိုခဏမေ့ထားပါချစ်တဲ့သူကိုလည်းမတန်းတာနဲ့မုန်းတဲ့သူကိုလည်းမတွေးနဲ့ဖုန်းကိုပိတ်ပါဆိုရှယ်မီဒီယာတွေကိုပိတ်ပါဒီအချိန်မှာကိုနဲ့အတူရှိနေတာကကိုပဲဖြစ်ရပါမယ်ဒီတနားရီလေးမှာကောင်းကောင်းအနားယူပါဝါသနာပါရာတွေကိုလှုပ်ပါပန်ထိုးမလားချက်ပြုတ်မလားစာဖတ်မလားရုပ်ရှင်ကြည့်မလားနှစ်သက်ရာကိုလှုပ်ပါတဘာဝနဲ့လည်းထိတွေ့တာပေါ့အပင်လေးတွေစိတ်ထားရင်အစိုက်ထားရင်ပို့ပြီးတော့ကောင်းပါတယ်အပင်လေးနားမှာနေပါသူ့ကိုဂယုစိုက်ပါစိတ်အေးချမ်းစေပါတယ်အပင်မစိုက်ထားရင်လည်းနီးစပ်ရန်ပန်းကြံလေးမှာအပန်းဖြေကြည့်ပါတရားထိုင်တာလည်းလုပ်သင့်ပါတယ်10မိနစ်လောက်ပဲတရားထိုင်ကြည့်ပါတရားထိုင်လိုက်တဲ့အခါစိတ်ဟာတည်ငြိမ်သွားပါတယ်ငြိမ်ချမ်းသွားပါတယ်အားကစားလည်းလုပ်ပေးပါ10မိနစ်လောက်ကိုလည်းလှုပ်ရှားပေးပါကိုရောစိတ်ပါကျန်းမာလာပါလိမ့်မယ်ဒီလိုနေ့တိုင်းတနာရီစီအချိန်ပေးလိုက်တဲ့အခါဒီဘဝဟာပို့ပြီးတော့အတိတ်ပဲရှိပါလာပါလိမ့်မယ်ပို့ပြီးတော့ပျော်ရွှင်အေးချမ်းရပါလိမ့်မယ်ရှင်ဒါတော့ပေါ့နော်ဒီရမီရဲ့ကိုယ်တိုင်ဖတ်ဖို့ဒါအပိုင်းတစ်ကလေးကိုဖတ်ပြတာပေါ့နော်အပိုင်း3ပိုင်းခွဲပြီးတော့ဖတ်ပြပေးပါမယ်တအုပ်လုံးကြီးကြတော့လေအရန်ရှည်လို့လေနော်အားကြောင့်မလို့အပိုင်း3ပိုင်းခွဲပြီးတော့ဖတ်ပြပေးပါမယ်ရှင်လို့အခုချိန်ထိလာရောက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဇာနီကနေပေးကျေးဇူးအများကြီးတင်ပါတယ်ဒီဆောက်ကလေးကတော့အရန်ကောင်းတဲ့ဆောက်လေးကို recommend ပေးပါရစေအားလုံးပဲနားထောင်ကြည့်ကြပါနော်အဲ့ရင်ပဲဖြစ်ဖြစ်လောက်သွားရင်ပဲဖြစ်ဖြစ်ပေါ့နော်လက်ချက်လေးနဲ့နားထောင်ကြည့်လို့ရပါတယ် like မှာလဲဇာနီဖတ်ပြပေးနေပါတယ်like ထဲကလူလေးလည်းlike ထဲမှာကြာရင်တော့ comment နေနဲ့မလို့ပေါ့နော်ဒီလိုဗီဒီယိုလေးကနေပြီးတော့လာပြီးနားထောင်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးဆုံပါမယ်ဒါကတော့အပိုင်း1ပဲရှိသေးရပေါ့နော်အပိုင်း2 3နဲ့ဖတ်ပြပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်